တခါတုန်းကအစ္စရေးပြည်ရဲ့တာယာလှတဲ့တောင်ကုန်းတွေပေါ်မှာဒါဝိလို့ခေါ်တဲ့တိုးကြောင်သားလေးတစ်ယောက်ရှိခဲ့ပါတယ်။သူဟာဖျားသခင်ကိုချီးမွမ်းရင်းစောင့်ပြေးရတာကိုအယမ်းဝါသနာပါသူပေါ့။ဒါဝိဟာသူ့အကိုတွေအတွက်ရိတ်ခါတွေတဲပြီးစစ်စခန်းကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူတွေးလိုက်ရတာကတော့ဂေါလိယက်ကြောင့်အကြီးအကျယ်ကြောက်လန့်တုန်ရီနေတဲ့အတရေလစစ်တီတော်တွေပါပဲ။သူဖိလိတိလူမျိုးဘလူးကြီးဂေါလိယက်ဟာအတရေလစစ်တပ်ကိုနေတိုင်းလောင်ပြောင်စိန်ခေါ်နေခဲ့ပါတယ်။သူ့ရဲ့ဟိန်းဟောက်တန်ကြောင့်စစ်တီတွေဟာဘယ်သူမှရှေ့မထွက်ရဲပဲဖြစ်နေကြရပါတယ်။ ငါနဲ့တိုက်ဝမ်သူတယောက်မှမရှိဘူးလားရှိရင်ထွက်ခဲ့ပါ သူကအသက်ရှင်သောဖျားသခင်စစ်တပ်များကိုစစ်တိုက်ခြင်းကအဘယ်သူနည်းငါသွားတဲ့သူ့ကိုတိုက်မည် ရှောလူမင်းကြီးကဒါဝိဒ်ကိုလေးလံလှတဲ့ရွှေရောင်တန်ချက်ကာတွေဝတ်ဆင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒါဝိဒ်အတွက်တော့ဒီတန်ချက်ကာတွေဟာအရန်ကိုကြီးမားလွန်ပြီးလမ်းတော်မလျှောက်နိုင်အောင်ဖြစ်ခဲ့ရတာပေါ့ ဒါတွေနဲ့ကျွန်တော်လမ်းတော်မတူးလို့ပါ ။နောက်ဆုံးမှာတော့ဒါဝိဒ်ဟာတန်ချက်ကာတွေကိုချွတ်ပစ်လိုက်ပါတယ်။သူဟာချောင်းဆက်ကိုသွားပြီးတော့ချောမွေးတဲ့ကြောက်ခဲငါးလုံးကိုပဲယုံကြည်ချက်အပြည့်နဲ့ရွေးချယ်ကောက်ယူလိုက်ပါတယ် ဖျားသခင်ကျွန်တော်ကိုကူညီမဆပါ ။ဂေါလိယက်ဟာသူ့ရှေ့မှာရက်နေတဲ့တိုးချောင်းသားလေးကိုမြင်တဲ့အခါအကြီးအကျယ်တယောပြီးလှောင်ရဲပါတော့တယ်။ မင်းကငါ့ကိုခွေးမလို့တောင်းနဲ့လာရလားလာခဲ့စမ်းမင်းသားကိုငတ်စာကြေးပတ်မယ် သူဟာဒါဝိဒ်ကိုငှက်စာကျွေးပစ်မယ်လို့တောင်ကြုံဝါခဲ့ပါတယ်။ဒါဝိဒ်ကတော့မင်းကငါစီကိုဓာတ်နဲ့လှန်နဲ့လာတာ။ဒါပေမဲ့ငါကတော့မင်းကရဲ့တဲ့အတရေလာစစ်တပ်ရဲ့အရှင်ဖျားသခင်ရဲ့နမတော်နဲ့မင်းစီကိုလာတာ။ဒါဝိဒ်ဟာလောက်စာခွာကိုအချိန်ပြင်းပြင်းဝှေ့ရမ်းပြီးကြောက်ခဲကိုပြစ်လွတ်လိုက်ပါတယ်။အဲ့ဒီကြောက်ခဲဟာဘလူးကြီးရဲ့နဖူးတဲ့ကိုထိမှန်သွားခဲ့ပါတယ်။အေယာမဘလူးကြီးဟာမြေကြီးပေါ်ကိုမှောက်လျက်လဲကျသွားပါတယ်။လက်နက်အင်အားထက်ယုံကြည်ခြင်းကသာအရာရာကိုအနိုင်ယူနိုင်နေဆိုတဲ့အောင်ပွဲပဲဖြစ်ပါတော့တယ်။